ငါးကောင်းမြင့်ချင်တဲ့ကစွန်းရွက်မှုကြော် ပထမဆုံးအနေနဲ့မြင့်ချင်ကိုတရေပြုတ်ပါမယ်ကျက်သွန်နီကျက်သွန်ဖြူနဲ့ဂျင်းကတော့ထောင်းပြီးတော့စီတက်ဖို့ပါငါးကောင်းမြင့်ချင်ဟင်းရင်ချက်ဖို့အတွက်ငဒန်ကောင်း2000ဖို့ပါဒီငါးကောင်းတွေကိုညှိမှဆိုလို့စားနဲ့လည်းဒီချိန်ပုတ်ပြီးတော့ဆေးရပေါ့နော်ပြီးရင်တော့မကြီးရည်နဲ့လည်းဆေးပြီးသားဖြစ်ပါတယ်နောက်ထပ်ပါဝင်ပစ္စည်းတွေအနေနဲ့ကတော့ခရမ်းချင်သီးပါမယ်ပဲပြားပါပါမယ်ရုံးမတီသီးအနေနဲ့ပါပါမယ်ခင်းရင်အပေါ်ကနေပြီးတော့ထည့်ဖို့အတွက်နန်းနန်းပင်ပါပါမယ်တင်သိန်းရွက်လေးပါပါမယ်ကျက်သွန်ဖြူကျက်သွန်နီနဲ့ဂျင်းရယ်မြေဥတီခွဲကြံဖက်ရယ်ထောင်းတာလေးရပါပြီငါးကောင်းကိုဆန်ရွက်မုံလေးနဲ့10မိနစ်လောက်ပြုတ်ပေးပါမယ်စပလင်ကိုတစ်စောင်းလေးလှီးပေးပါမယ်ပြစ်ချင်ကိုအနေတော့အတုံးလေးတွေလှီးပေးထားပါမယ်အိုးလေးကိုစီထည့်ပါမယ်စီပူလာပြီဆိုလို့ရှိရင်တော့ဆန်ရွက်မုံလေးနည်းနည်းလေးထည့်ပြီးဖိတ်ပါမယ်ထောင်းလာတဲ့ကျက်သွန်ဖြူကျက်သွန်နီဂျင်းကိုထည့်ပါမယ်ဗလင်ထည့်ပါမယ်ဒီထပ်ပို့ပြီးတော့အယောင်လိုချင်တာမို့လို့အယောင်ကျင်ဖို့လည်းဇွန်းလေးနဲ့2စုံလောက်ထည့်ပါမယ်ပြည့်ပြီးသားတာကိုထည့်ပါမယ်ရေလေးနည်းနည်းထည့်ပြီးတော့မြင့်လူအောင်တည်ပေးလိုက်ပါမယ်မြင့်လူသွားပြီဆိုရင်ငါးကောင်းတွေထည့်ပြီးတော့ပွက်ဆူအောင်တည်ပေးပါမယ်စားလေးထည့်ပါမယ်ဟင်းရည်ဆူပြီးဆိုလို့ရှိရင်တော့လှီးထားတဲ့ခရမ်းချင်သီးတွေကိုထည့်ပါမယ်မကြီးရည်လည်းထည့်ပါမယ်အချုံမုံလည်းထည့်ပါမယ်မြင့်ချင်ရောငါးကောင်းရောကြက်ပြီးတော့ဟင်းတွေပွက်ဆူလာပြီဆိုလို့ရှိရင်ရုံးပလီသီးရောပဲပြားတွေရောထည့်ပါမယ်အိုးချခါနီးမှာတော့နန်းနန်းမင်းနဲ့ပင်စင်းရွက်လေးတွေအုပ်ပေးလိုက်ရင်ရပါပြီခုဆိုရင်တော့အရသာရှိလာတဲ့ငါးကောင်းနှစ်ချင်ဆက်ဟင်းလေးရပါပြီရှင်ခုကတော့ကစုံရနဲ့မှုနဲ့ကြော်ပါမယ်ဒါကတော့မှု30သားပါ1500ဘူးပါကစုံရ2စီးကိုလှိဖြတ်ပြီးတော့ရေးဆေးထားပါမယ်ချက်တော့ဖြူကိုတရားရပါမယ်ကစုံရကြော်ဖို့အတွက်ဒဲအိုးရဲ့ကိုစီးထည့်ပါမယ်စီပူလာပြီဆိုရင်ချက်တော့ဖြူနှုတ်စင်တာကိုထည့်ပါမယ်မှုကိုရင်ဦးဆုံးချိန်ပြီးတော့ကြော်ပါမယ်မဝနေပြီးတော့ရေးထွက်လာတာမလို့အထူးတလင်းရေးထည့်ပြီးတော့ကြော်ရတော့မလိုပါဘူးမှုချက်ပြီးဆိုလို့ရှိရင်တော့ကစုံရချက်ကြော်ပါမယ်ဒီဟာအတွက်ညံပြလေးရယ်ဟင်းဖတ်မှုံရယ်ခီးယူစီရယ်ထည့်ပါမယ်အခုဆိုရင်တော့မှုပစုံလေးနဲ့ကြက်သွားပြီဆိုတော့စားဖို့အတွက်ပြင်လိုက်ပါအောင်မယ်ဒီနေ့လည်စာလေးကိုတော့ငါးကောင်းနှစ်ချင်းဆက်ဟင်းလေးရယ်ပစုံရမှုကြော်လေးရယ်နဲ့စားမှဖြစ်ပါတယ်ရှင်အားလုံးပဲနောက် vlog မှာပြန်တွေ့ပါမယ်